ညီမလည်းကြိုက်တယ်တဲ့တနခါနဲ့သုံးတာတနေကုန်ခံတယ်မမတဲ့ဒီညီမလေးပြောထားဘီမီရဲ့ကျွေပလဲမိတ်ကက်ယူပြောထားပါတော့သူအထုပ်လဲလာတယ်ဘူးလဲလာတယ်ပေါ့နော်တနခါလိမ့်တဲ့သူတွေပေါ့နော်ဒီဘီမီကျွေပလဲမိတ်ကက်ရေမှာအားသာချက်တွေအများကြီးရှိတယ်တနခါလိမ့်တဲ့သူတွေအတွက်ပေါ့နော်အဲ့တော့ဒီကျွေပလဲမိတ်ကက်ရာတနခါနဲ့လိမ့်မဲ့သူတွေအတွက်အရန်နဲ့အဆင်ပြေဆုံးနဲ့အသင့်တော်ဆုံးပဲဘာဖြစ်လို့လဲဆိုတော့နီးပြောပြမယ်ဒါအထုပ်နော်မြင်တောင်ပြောမယ်ဆိုရင်ဒီမှာ foundation ကအောက်ခံ makeup ပဲเนาะ foundation makeup ပဲအဲ့ဒါကိုမှ तू SPF 50 PA+ 3လုံးပါဝင်တဲ့အတွက်ကြောင့်မလို့နေအောင်ကြည်တောင်ကိုလည်းအပြည့်အဝကာကွယ်ပေးတယ်เนาะနေအောင်ကြည်ကြောင့်ဖြစ်တဲ့တင်းတိမ်မှဲ့ချောက်အမဲဆက်တွေမဖြစ်အောင်ကာကွယ်ပေးတယ်တချို့က sunscreen တီးတန့်လိမ့်နိုင်တဲ့သူရှိရမလိမ့်နိုင်တဲ့သူရှိရကွာဒါပေမဲ့မလိမ့်နိုင်တဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့ဒီကျွတ်ပလဲ makeup ကြီးကလုံးဝအကောင်းဆုံးပဲเนาะပြီးတော့နောက်တစ်ခုကပါဆိုတော့ तू ဒီတနခါဘာဖြစ်လို့တနေကုန်ခံတာလဲဆိုတော့ဗောနော် point control ဗောနော်အစီပြန်တာကိုထိမ့်သိမ့်ပေးတဲ့အခါမှာဒီအသားအစီမပြန်ဘူးဆိုလို့ရှိရင်တနခါတနေကုန်ခံတယ်မကွက်တော့ဘူးဗောနော်အဲ့လိုမျိုးဆိုအရန်မိုက်တယ်အစီပြန်တာကိုလည်းထိမ့်ပေးရပြီးတော့တနခါလိမ့်တဲ့လူကမျက်နှာသားကြီး6တယ်သူက hydrate foundation ရေဓာတ်ဖြည့်ပေးတဲ့ foundation ဖြစ်တဲ့အတွက်ကြောင့်မလို့မျက်နှာအသားကြီးကိုစိုးပြည့်စေတယ်တချို့ customer review တွေရှိတယ်တဲ့အမှတ်ကြောင့်အမဲဆက်တွေတောင်မှပါဝါရဆိုပြီးတော့ပေါ့နော်လာပြီးတော့ review ပေးကြရရှိတယ်တော်တော်များများမမနေရဒီ triple makeup ဆိုရဲအောက်မှာပေါ့နော်ဝင်ကြည့်ကြည့်နဲတဲ့ review တွေမဟုတ်ဘူးเนาะဒါကြောင့်မလို့လေ triple makeup ရာအရှိန်တိုတွင်းမှာအရန်တဲ့ကိုနာမည်ကြီးနေပါတော့စင်တူရိုးမှာအတူပါတော့တတိပြူလိပ်ပြပုံ logo လေးနဲ့ဘီမီเนาะ triple makeup ရေဆိုပြီးတော့မေးဝယ်တိုင်းပေးတဲ့ makeup ကိုယူမလာနဲ့เนาะစင်တူရိုးမှာတတိပြုပါเนาะစင်တူရိုးမလေးပြောပြီးရောင်းတာရှိတယ်တကယ်အမှန်တကယ်နာမည်ကြီးတဲ့ triple makeup ကဘီမီကနေပြီးတော့ထွက်တယ်ပေါ့เนาะ triple makeup တစ်မျိုးတည်းပဲเนาะနာမည်ကြီးတာဒီတစ်မျိုးတည်းပဲအဲ့တော့အသားဖြူတဲ့သူကနံပါတ်1အသားလက်တဲ့သူကနံပါတ်2အသားညိုတဲ့သူကနံပါတ်3နောက်တစ်ခုအလျှောလင်းကျင်တဲ့သူဒါမမနေဒီနေ့အတန်လည်းထွက်တော့နေလည်းမကောင်းပေါ့เนาะဒီမှာမမနေဘာမှမလိမ့်နိုင်ဘူးဒါ triple makeup ရေလို့ပဲအခြေပွေဒီယိုမှာလိမ့်ပြထားတယ် triple makeup နဲ့ဒီနှခမ်းနီလေးနဲ့နှစ်မျိုးပဲသုံးပြီးတော့ပဲမမဒီလိုမျိုးပေါ့ပေါ့ပါလေးပဲနေတာဒီနေ့လေး mascara လည်းမသုံးနိုင်ဘူး eyeliner လည်းမဆွဲနိုင်ဘူးဒါပေမဲ့လို့အောက်ကနေ skin care လေးလိမ့်ပြီးတော့ပေါ့နော်ဒီ triple makeup နံပါတ်1ကလေးကိုလိမ့်ပြီးတော့မမဒီအပေါ်ကနေပြီးတော့ဒီနှခမ်းနီပါနီ eye shadow နေနဲ့ပပလေးပေါ့ကွယ်နော်ကြည့်ပြော်ရှုပြော်လေးပေါ့လူမမာရုပ်လည်းမပအောင်ပေါ့နော်ခုလိုမျိုးလေးလိမ့်ထားပါတယ်နော်အဲ့တော့တနခါနဲ့ပဲအကျန်းလိမ့်လိမ့်မမနီလိုပဲအနုလိမ့်လိမ့်ဘီမီရဲ့ triple makeup ရအရန်နဲ့ကိုအဆင်ပြေတယ်စမ်းသုံးချင်တဲ့သူတွေအတွက်အထုပ်ရှိတယ်တစ်ထုပ်ကို1000နဲ့မှ2000ကျပ်နော်ထုတ်ကြိုက်လို့ဘူးကိုသုံးကျင်တယ်ဆိုလို့ရှိရင်တဘူးကို3000နဲ့မှ3500ကျပ်နော်အမျိုးမျိုးအနေနဲ့မှာရှိတဲ့အယောင်ကိုယ်စလိစီမှာလည်းဝယ်ယူလို့ရတယ်နောက်တစ်ခုကမျိုးလိုက်ဆိုင်နေမှာလည်းမေးပြီးတော့ဝယ်လို့ရပါတော့အလှကုန်ဆိုင်နေမှာမေးဝယ်လို့ရတယ်နောက်တစ်ခုပေါ့နော်ဘယ်ကဝယ်ရမှမသိဘူးနောက်ဆုံးဆိုလို့ရှိရင်တော့မနီတို့ဒီ comment မှာမှာကျင်တယ်လို့မှတ်ခဲ့လိုက်ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုရှာပေးလိုက်မယ်အိမ်ရောက်ငွေရှိမှာလို့ရတယ်နော်အဲ့ကျေးဇူးအများကြီးတင်တယ်